ွေးမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြပေးမယ်ဆေးကဒီဆေးပါပဲခင်ဗျာ Procyline Procylin AA ထိုးဆေးပါဝင်ပစ္စည်းများဆေး1မီလီလီတာလျင်ပါဝင်မှုပရိုကင်းပင်နီစီလင်ကြီး3သိန်းယူနစ်ဗန်ဇာတင်းပင်နီစီလင်ကြီး3သိန်းယူနစ်ဒိုင်ဟိုက်ဒရိုစထရက်တိုမိုင်းဆောက်ဖိတ်200မီလီဂရမ်ဖော်ပြချက်ပရိုကင်းပင်နီစီလင်ကြီးမြန်ဆန်သောအာနိသင်ကိုဗန်ဇာတင်းပင်နီစီလင်ကြီးကြာရှည်သောအာနိသင်ဖြင့်ပေါင်းစပ်ထားသည်ဗန်ဇာတင်းပင်နီစီလင်ကြီးသည်9ရက်ကြာအကျိုးသက်ရောက်မှုရှိသည်ဒိုင်ဟိုက်ဒရိုစထရက်တိုမိုင်းပါဝင်မှုကြောင့်ဘက်တီးရီးယားမျိုးများစွာကိုကုသနိုင်သောအာနိသင်ကိုပိုမိုကျယ်ပြန့်စေပါသည်အသုံးပြုရန်ညွှန်းစာ Procyline AA ထိုးဆေးသည်နွားသိုးစိတ်ဝက်ခွေးနှင့်ကြောင်များအတွက်ဤဆေးတွင်ပါဝင်သောပရိဇီဝဆေးပေါင်းစပ်မှုအားခံနိုင်ရရှိသောဘက်တီးရီးယားများကြောင့်ဖြစ်သောရောဂါပိုးဝင်မှုများအားကုသရန်အတွက်အသုံးပြုပါသည်ကုသနိုင်သောရောဂါများ Colobacillosis အခေါလိပ်ပိုးကြောင့်ဖြစ်သောဝမ်းလျှောခြင်းနို့သည်ပြွန်ယောင်ခြင်း mastitis နမိုးနီးယားသားအိမ်ယောင်ခြင်းအသက်ရှူလမ်းကြောင်းရောဂါများအဆုတ်ရောင်ရောဂါချောင်းဆိုးရောဂါများသက်အိမ်မြေးပါးယောင်ခြင်း metritis သက်အိမ်ပိုးဝင်ခြင်းသွေးစိတ်တက်ခြင်း septicemia ဘက်တီးရီးယားကြောင့်အရေပြားယောင်ရမ်းခြင်းပြည်ဒေနာများ abscesses တိုက်စားရောဂါ cellulitis အရေပြားနှင့်အနာပိုးဝင်ခြင်းအရေပြားအောက်တရှူးများနှင့်ပိုးဝင်ပြည်တည်ခြင်းများကိုကုသရန်အတွက်အသုံးပြုနိုင်သည်ဆန့်ကျင်ဘက်ဖြစ်မှုများပင်နီစီလင်သို့မဟုတ်ပရိုကင်းနှင့်ဓာတ်မတည့်သောတိရစ္ဆာန်များတွင်မထိုးရမေးဆေးပေးထားသောတိရစ္ဆာန်များတွင်မထိုးရကြောက်ကပ်မကောင်းသောတိရစ္ဆာန်များတွင်မထိုးရဆေးကိုတိကျစွာလိုက်နာပါကဘေးထွက်ဆိုးကျိုးများမရှိပါဆေးပမာဏနှင့်ထိုးနှံရန်နည်းလမ်းကြွက်သားအတွင်းထိုးနှံရမည်အထွေထွေဆေးပမာဏဆေး1မီလီလီတာလျင်ကို4ချိန်10ကီလိုဂရမ်အထိနွားများတစ်ကောင်လျင်ဆေး15မီလီလီတာမှ20မီလီလီတာအထိအသုံးပြုပါနွားကလေးတစ်ကောင်လျင်ဆေး10မီလီလီတာမှ15မီလီလီတာအထိအသုံးပြုပါဝက်များတွင်တစ်ကောင်လျင်ဆေး5မီလီလီတာမှ10မီလီလီတာအထိအသုံးပြုပါဝက်ကလေးများတစ်ကောင်လျင်ဆေး1မီလီလီတာမှ3မီလီလီတာအထိအသုံးပြုပါသိုးစိတ်များအတွက်ကို4ချိန်25ကီလိုဂရမ်လျင်ဆေး2မီလီလီတာအထိအသုံးပြုပါခွေးကြောင်များအတွက်ကို4ချိန်25ကီလိုဂရမ်လျင်ဆေး2မီလီလီတာအထိအသုံးပြုပါပုံမှန်အားဖြင့်82နာရီကြာပြီးနောက်တစ်ကြိမ်ထပ်ထိုးနိုင်သည်ဆရာဝန်၏ညွှန်ကြားချက်အခြေအနေများတွင်48နာရီအချိန်ခြားပြီးညွှန်ကြားနိုင်သည်ဆေးအာနိသင်ပြည့်ချိန်အသားနှင့်တရှူးများ30ရက်နို့အတွက်9ရက်ကြိုတင်ရက်ပါတိမ်စင်းနှင့်6တွေ့အေးမြသောနေရာထားပါအခန်းအပူချိန်30စင်တီဂရိတ်တွင်သိမ်းစီပါမွေးမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တစ်ပိုင်းဝက်မွေးမြူရေးညီကိုများကြိုက်နှစ်သက်ပါက like follow subscribe လေးလုပ်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ